ကင်ဆာယောဂါကိုအမြင့်ဖြတ်ကုသနိုင်တဲ့ဗိုင်းရပ်တစ်မျိုးနဲ့ကင်ဆာဝေဒနာသည်1000ကျော်ကိုစမ်းသပ်ကုသခဲ့ပါတယ်။စမ်းသပ်မှုကအောင်မြင်ပေမဲ့ဗိုင်းရပ်ကြောင့်လူသားအသိဉာဏ်ပျောက်ဆုံးသွားပြီးနေကင်းဘက်အလင်းရောင်ကိုကြောက်တဲ့အမှားမို့ဆိုးတွေအဖြစ်ပြောင်းလဲသွားတဲ့အခါပျက်စီးနေတဲ့နယူးယောက်မြို့ပြက်ကြီးရဲ့လမ်းမပေါ်မှာပြိုင်ကားတစ်စီးကရွှေရှားနေပါတယ်။လူမနေတာကြပြီဖြစ်တဲ့မြို့ပြက်ကြီးကိုခြုံလွယ်မြက်ပင်တွေကဝါမျိုးထားတဲ့မြင်ကွင်းမှာပြိုင်ကားကိုမောင်းနေနေတဲ့သူကဒေါက်တာရောဘတ်နက်ဘီပါ။သူကနယူးယောက်မြို့ကြီးရဲ့တူရဲသောရှင်သန်ကြံရစ်သူပါ။ရောဘတ်မှာစကားပြောဖို့ပြောဖက်ဆန်ဆိုတဲ့အမဲလိုက်ခွေးလေးတစ်ကောင်လည်းရှိပါတယ်။ပြိုင်ကားကိုအချိန်ပြင်းပြင်းနဲ့မောင်းနေတော့တမင်တအုပ်ဖြတ်ပြေးသွားတာနဲ့ကြုံလိုက်ရပါတယ်။ရောဘတ်လည်းအမဲလိုက်ဖို့တမင်အုပ်နောက်ကိုတဟုန်ထိုးလိုက်ခဲ့ပါတယ်။တမင်အုပ်ကကားပြက်တွေပြည့်နေတဲ့လမ်းထဲတိုးဝင်သွားတာမို့ရောဘတ်တို့လည်းကုန်းချောင်းနဲ့အမဲထက်လိုက်ကြပါတယ်။တမင်တကောင်ကိုမြင်လိုက်ပေမဲ့ပြစ်ဖို့ခွင့်မတာခဲ့ပါဘူး။ဒီတစ်ချိန်တော့ရောဘတ်တယောက်အပိုင်ခွင့်ရေးရပါပြီ။တမင်သားတော့စားရပြီလို့ထင်နေတော့မှချင်းသေးတကောင်ကသူ့ရဲ့ဆက်ခွက်ကိုဝင်လူသွားပါတယ်။နောက်တကောင်လည်းထက်ရောက်လာတာမို့ရောဘတ်လည်းလက်လျှော့လိုက်ပါတယ်။နာယီကိုကြည့်လိုက်တော့ညနေခင်းနေညိုလေးပြိုချိန်ရောက်ပြီးမို့အိမ်စီပဲတက်ခေါက်ပြန်ခဲ့လိုက်ပါတယ်။ရောဘတ်ကအိမ်တကားနားမှာအန်ဒီရဲ့တစုံတရာကိုကာကွယ်ဖို့ပိုးသက်စေးအရေးတစ်မျိုးကိုပတ်ဖြန်းနေပါတယ်။ရောဘတ်စီမှာစားစရာလည်းအပြည့်ပါအပြင်းပြေစေရန်မှတ်တမ်းခွေတွေနဲ့တီဗီလည်းဖွင့်ထားပါသေးတယ်။ခွေးလေးဆန်ကိုရေချိုးပေးပြီးညနေစာအတူစားကြပါတယ်။နေဝင်ချိန်ရောက်လာတော့အိမ်မှာရှိသမျှတကားအားလုံးကိုလုံခြုံအောင်လိုက်ပိတ်ရပါတယ်။တကားတွေကိုတန်ပြားတွေနဲ့အထူးပြုလုပ်ထားတဲ့ဆွဲတကားတွေနဲ့ပါအထက်ထက်ကာရန်ထားပါတယ်။ညပိုင်းရောက်ပြီဆိုတာနဲ့အပြင်ကနေငှက်ဆိုးထိုးတန်ကြီးတွေလိုအတန်ဆူဆူကြီးတွေကြားရပါတယ်။နောက်တစ်ခန်းမှာတော့အန်နီရီစတင်တဲ့နေ့နဲ့အစပြုထားပါတယ်။မြို့ထဲမှာကူးစက်ရောဂါပြန့်နှံ့နေပြီးမို့စစ်ဘက်ဆိုင်ရာကရောဘတ်တို့မိသားစုကိုတီးတန့်လာခေါ်တာပါ။ရောဘတ်ကစစ်ဘက်ဆိုင်ရာရဲ့ဒုဗိုလ်ချုပ်တဦးပါ။ရောဂါပြန့်နေတဲ့ကျွန်းတစ်ခုလုံးကိုစစ်တပ်ကပိတ်ချတော့မှာပါ။ရောဘတ်ကဒီကျွန်းပေါ်မှာဖြည့်ဆည်းစမ်းသပ်ဖို့အတွက်နေခဲ့မှာဖြစ်ပြီးမိသားစုဝင်တွေကိုတော့ဘေးလွတ်ရာပို့ပေးရမှာပါ။ကျွန်းရဲ့ကမ်းခြေတနေရာမှာစစ်တပ်ကအကာရန်တိုင်းတွေနဲ့နေရာယူထားပြီးလူတွေအားကူးစက်ခံရမှုလက္ခဏာကိုစစ်ဆေးပြီးမှဝင်ခွင့်ပြုနေပါတယ်။ရောဘတ်တို့အထက်ရောက်တော့ဇနီးနဲ့သမီးလေးကိုဟက်စကီးတစည်းပေါ်တင်ပေးခဲ့ပါတယ်။သမီးလေးကအဖေဖြစ်သူအဖော်ရနိုင်ဖို့သူ့ရဲ့ခွေးပေါက်လေးဆန်ကိုထားခဲ့လိုက်ပါတယ်။စစ်တပ်ကလည်းတရားတွေကိုစတင်ဖျက်ဆီးနေပါတယ်။ထိုအချိန်ရဟတ်ရင်တစည်းကရမ်းခါသွားပြီးဇနီးနဲ့သမီးလေးတို့ရှိနေတဲ့နေရာစီပြတ်ကျလာပါတယ်။အခုတော့သမီးလေးပေးခဲ့တဲ့ခွေးလေးဆန်ကရောဘတ်အတွက်အကောင်းမွန်ဆုံးအဖော်မွန်ပါပဲ။မနက်မိုးတော့အလင်းရောက်တော့ရောဘတ်နဲ့ဆန်တို့အိမ်ဆိုင်ဆိုင်လုပ်နေကြတယ်။ရောဘတ်ကဆန်ကိုအိမ်ပေါ်မှာထားခဲ့ပြီးမြေအောက်ထဲကဗိုင်းရပ်စမ်းတက်ခန်းစီဆင်းလာပါတယ်။အထဲရောက်တော့သူ့ရဲ့စမ်းသပ်မှုတွေကိုဗီဒီယိုမှတ်တမ်းတင်လိုက်ပါတယ်။စမ်းသပ်ခံကြွက်ဖန်အိမ်လေးကိုရောဘတ်စစ်ဆေးနေပါတယ်။ကြွက်အားလုံးနီးပါးကထူးခြားမှုမရှိပေမဲ့ဖန်အိမ်နံပါတ်6မှာရှိတဲ့ကြက်တကောင်ကတော့ရန်လိုစိတ်မရှိဘဲငြိမ်သက်နေပါတယ်။နောက်တစ်ချိန်မှာထိုကြွက်ကိုတုံးထားတဲ့ဆေးနဲ့အတိစိတ်ကင်းမဲ့နေတဲ့လူသားကိုစမ်းသပ်ဖို့မှတ်တမ်းတင်ထားပါတယ်။နေ့စဉ်ပုံမှန်လုပ်နေကြအတိုင်းပဲရောဘတ်နဲ့ဆန်တို့လိုအပ်တာတွေယူပြီးကားနဲ့အပြင်ကိုထွက်လာပါတယ်။စတိုးဆိုင်အရှိမှာကားရက်လိုက်ပြီးဆိုင်ထဲမဝင်ခင်ဆိုင်ရှိမှာရက်နေတဲ့အယုတ်တွေကိုမောနီးပါညာနဲ့နှုတ်ဆက်လိုက်ပါသေးတယ်။အထဲရောက်တော့ DVD Evan တစ်ချက်ကိုယူပြီးအယုတ်တွေကိုတက်ရှိလူလိုသဘောထားကနှုတ်ဆက်စကားပြောပြီးပြန်ထွက်လာပါတယ်။ရောဘတ်ကနေ့လည်နေမြင့်ချိန်တိုင်းမြို့ပြက်ကြီးရဲ့တောင်ဘက်စိတ်ကမ်းစီအမြဲသွားနေလေးရှိပါတယ်။အကြောင်းကတော့အဲ့ချိန်ဆိုစိတ်ကမ်းမှာသူအမြဲရှိကြောင်းအသက်ရှင်တန်သူရှိပါကသူနဲ့အတူလာရောက်ပူးပေါင်းနိုင်ကြောင်းရေဒီယိုကနေအမြဲထုတ်လွှင့်နေလို့ပါ။တရက်မှာတော့ရောဘတ်တယောက်စိတ်ကမ်းမှာအပြင်းပြေကောက်ရိုက်နေပါတယ်။ခွေးလေးဆန်ကသမင်တကောင်ကိုတွေးလိုက်တော့အသားဟင်းရဖို့ရောဘတ်တို့လည်းအမဲလိုက်ခဲ့ကြပါတယ်။ခွေးလေးကတမင်နောက်ကိုအရင်ပြေးလိုက်သွားပါတယ်။တမင်လဲကြောက်ကြောက်နဲ့အလင်းရောင်ကင်းမဲ့နေတဲ့အဆောက်အဦတစ်ခုတည်းခုံဝင်သွားတော့ခွေးလေးဆန်လဲအမှောင်ခန်းထဲထိဇွတ်လိုက်သွားပါတယ်။ရောဘတ်လည်းတားချိန်မရလိုက်ပါဘူး။ယောဂပိုးကူးစက်ခံထားရတဲ့အမှောင်မို့ဆိုးတွေကနေကင်းဘက်တွေဆိုအလင်းရောင်မရှိတဲ့အဆောက်အုံတွေထဲမှာပဲစုပြုံနေတတ်ကြပါတယ်။အန်ဒီရဲတိုးဝင်သွားတဲ့ခွေးလေးဆန်နောက်ကိုရောဘတ်လည်းလိုက်သွားရပါတော့တယ်။အထဲရောက်တော့တနက်မှာပါတဲ့ဓမီလင်းရောင်ကိုဖွင့်လိုက်တယ်။အရာအားလုံးဟာမှောင်မဲချောက်ကပ်နေပြီးပတ်ဝန်းကျင်ဟာလည်းရောဘတ်ရဲ့အသက်ရှူတန်ကလွဲလို့အားလုံးကတိတ်ဆိတ်လို့နေပါတယ်။ကျမ်းပြင်မှာသွေးကွက်တွေကိုတွေးလိုက်ရတော့ထိုသွေးကွက်တွေအတိုင်းရောဘတ်တယောက်အိမ်ပေါ်ထက်ထိတက်လာခဲ့ပါတယ်။အသက်မဲ့နေတဲ့တမင်တကောင်ကိုတွေးခဲ့ပြီးကျမ်းပြင်မှာပတ်စံများပြားဟာလည်းပြန်ကျဲလို့နေပါတယ်။အမှောင်မို့ဆိုးတွေအုပ်လိုက်ကြီးရှိနေတာကိုအလင်းရောင်ထဲကနေတွေးလိုက်ရတော့ရောဘတ်တယောက်တွေးတက်ရပါပြီ။ခြေလမ်းတွေကိုနောက်ပြန်လှည့်ခဲ့ပြီးခွေးလေးဆန်ကိုထက်ရှာတော့စပွဲကြားပုံးနေတာကိုတွေးလိုက်ရပါတယ်။ဆန်ကအရှိကိုပဲစိုက်ကြည့်နေတာမို့ရောဘတ်လည်းမီးနဲ့ထိုးကြည့်ရာအမှောင်မို့ဆိုးတကောင်ကိုတွေးလိုက်ပါတယ်။ပါလာတဲ့တနက်နဲ့၄-၅ချက်လောက်ပစ်လိုက်ပြီးရောဘတ်တို့အပေါက်ရှိရာစီပြေးရပါတော့တယ်။အမှောင်မို့ဆိုးတွေကလည်းအုပ်လိုက်ကြီးလိုက်လာပြီးမို့ဖြစ်ချင်ရဖြစ်မောင်မချစ်လို့တွေးကမှန်နရန်ကြီးကိုထိုးဖောက်ခုန်ချလိုက်ပါတယ်။အမှောင်မို့ဆိုးတကောင်လည်းရောဘတ်တို့နဲ့အတူပြုတ်ကျလာပြီးနေကင်းလင်းရောင်တွေကြားမှာတီကောင်စားပတ်တလို့တွန့်လင်သေးဆုံးသွားပါတယ်။အမှောင်မို့ဆိုးတကောင်ကိုအရှင်ဖမ်းနိုင်ဖို့အဆောက်အဦရဲ့ဝင်ပေါက်မှာထောင်ချောက်တစ်ခုဆင်လိုက်ပါတယ်။ခန္ဓာကိုယ်ကသွေးနှင်းငယ်ကိုဖောက်ထုတ်လိုက်ပြီးထောင်ချောက်နေရာမှာထားကရောဘတ်တယောက်အသက်အနေထားနဲ့စောင့်နေပါတယ်။သွေးအနှံ့ကြောင့်အမှောင်မို့ဆိုးတကောင်လည်းထောင်ချောက်ထဲတိုးဝင်လာပါတယ်။ရုန်းကန်နေတဲ့အမှောင်မို့ဆိုးကိုတနက်တင်နဲ့ငိမ့်စေးကျွေးလိုက်ပါတယ်။
ခေါင်းဆောင်လို့ထင်ရတဲ့အမှောင်မို့ဆိုးတကောင်ကအဖော်ဖြစ်သူပါသွားတာမို့ရောဘတ်ကိုအညိုတကြီးစိုက်ကြည့်နေပြီးအပေါက်ဝမှာဆူးရှစွာအော်ဟစ်နေပါတယ်။မိလာတဲ့အကောင်ကအမှောင်မို့ဆိုးအမလေးတဦးပါရောဘတ်လည်းစမ်းသပ်မှုတွေစတင်နေပါတယ်။ခန္ဓာကိုယ်ပူချိန်106ရှိပြီးသွေးခုန်နှုန်းက200ပါတငယ်အိမ်လဲကျနေပါတယ်။ရောဘတ်ကစမ်းသပ်ထားတဲ့ကာကွယ်ဆေးကိုထိုးလိုက်ပါတယ်အပူချိန်နဲ့သွေးခုန်နှုန်းတွေလျော့ကျလာပေမဲ့အမှောင်မို့ဆိုးအမလေးကဆေးရန်ကိုမခံနိုင်တာကြောင့်စမ်းသပ်မှုကမအောင်မြင်ခဲ့ပါဘူးအမှောင်မို့ဆိုးအမလေးကိုနှံလုံးအိမ်ထဲထည့်ထားခဲ့ပါတယ်ရောဘတ်ကနေ့စဉ်လုပ်နေကြအတိုင်းပဲရေဒီယိုလိုင်းမှာသူ့အသက်ရှင်နေသေးကြောင်းထုတ်လွှင့်ကနေ့လည်ခင်းရောက်တိုင်းတောင်ဘက်စိတ်ကမ်းမှာသွားနေလေးရှိပါတယ်စိတ်ကန်းကအပြန်မှာတော့အဆောက်အုံကြီးတစ်ခုရဲ့အရှိမထူးဆန်းတာတစ်ခုကိုရောဘတ်တွေ့လိုက်ပါတယ်စတိုးဆိုင်သားရှိတဲ့လူရုပ်တရုပ်ကအဆောက်အုံကြီးတစ်ခုရဲ့အရှိကိုရောက်နေတာပါမြို့ကြီးတစ်ခုလုံးမှာအသက်ရှင်တန်နေသူဆိုလို့သူပဲရှိတာလေဒီရုပ်ကိုဘသူကဒီနေရာထိရွှေ့လိုက်တာလဲရောဘတ်လည်းအံ့ဩမင်သက်ကအရုပ်ကိုပါလာတဲ့တနက်နဲ့ပြစ်ခတ်လိုက်ပါတယ်ဘေးပတ်လေကတိုက်မြင့်တွေစီကိုလည်းရန်တမ်းပြစ်ခတ်နေရင်အရုပ်ရှိရာစီချင်းကပ်သွားပါတယ်အရုပ်နာကရေအိုင်ထဲကိုရောဘတ်တယောက်ခြေလန်းလိုက်ရမှာတော့သူ့အတွက်ထောင်ချောက်တစ်ခုကအတင်းကြိုဆိုနေပါတယ်ခေါင်းကိုခိုက်မိလိုက်တဲ့ဒဏ်ရာကြောင့်ရောဘတ်လည်းခဏတာမိမျောသွားပါတယ်သူပြန်တတိရလာတော့အချိန်ကနေဝင်စပြုတ်နေပါပြီပါလာတဲ့ဓမြောင်နဲ့ထောင်ချောက်ကျိုးကိုရောဘတ်စူးစားပြီးဖြစ်နေပါတယ်ကျိုးလဲပြက်ရောဘတ်လဲအောက်ကိုပြုတ်ကျချိန်ကန်ဆိုးစွာနဲ့ပဲဓမြောင်ကပေါင်ကိုဝင်ဆိုင်ပါတော့တယ်ရောဘတ်လဲတကားကားနဲ့အော်ရင်နေကလည်းဝင်တော့မှမို့ကားရှိရာစီဖင်ထရတွန်းပြီးသွားနေရပါတယ်ထိုအချိန်အမှောင်ထဲကနေခေါင်းဆောင်အမှောင်မို့ဆိုးကြီးပေါ်ချလာပါတယ်ဒီထောင်ချောက်ကိုအမှောင်မို့ဆိုးတွေဆင်ခဲ့ပုံပါလက်ထဲမှာလည်းဖြဲမယ်ဆွဲမယ်တကဲကဲလုံနေတဲ့ဗိုင်းရပ်ကူးစက်ခံခွေးကြီး၃ကောင်နဲ့ပါခွေးဆိုးကြီးတွေကရောဘတ်တို့စီအတင်းပြေးလာတော့တိုက်တွေကြားကနေအလင်းရောင်နှံတစ်ခုရှိနေတာမို့ရှေ့ဆက်မတိုးရဲကြပါဘူးရောဘတ်လည်းတနက်ရှိရာစီထပြေးရပါတော့တယ်တိုက်ကြားထဲကနေအလင်းရောင်ပျောက်သွားတော့ခွေးဆိုးကြီးတွေကရောဘတ်တို့စီအတကုံပြေးလာပါတယ်ခွေးဆိုးကြီးတကောင်ကိုရောဘတ်ကတနက်နဲ့ပစ်လိုက်ပါတယ်ဆန်လဲခွေးဆိုးကြီးတကောင်နဲ့ရှင်ပြီးဖြဲနေရင်ခွေးဆိုးကြီးကိုအနိုင်ယူလိုက်ပေမဲ့သူလည်းအကိုက်ခံလိုက်ရပါတယ်ကျန်တကောင်ကရောဘတ်ကိုအသေးတန်ကိုက်ဖို့စူးစမ်းနေတာမို့ခွေးလေးဆန်လဲဒဏ်ရာတွေကြားထဲကနေရောဘတ်ပေါ်ကခွေးဆိုးကြီးကိုခုံအုပ်လိုက်ပါတယ်ရောဘတ်လည်းဘေးနားကတနက်ကိုယူလိုက်ပြီးခွေးဆိုးကြီးကိုအဆုံးသက်ပေးလိုက်ပါတယ်ဒဏ်ရာတွေနဲ့ခွေးလေးဆန်ကတော့မြေပြင်ပေါ်ကိုလဲကျသွားပါပြီဆန်လဲအလင်းရောင်ရှိတုံးလေးအိမ်စီအမြန်ပြန်ပြီးဆန်ကိုကူးသားခဲ့ပေမဲ့ဆေးကမထိရောက်ခဲ့ပါဘူးယောဂဘိုးကူးဆက်ခံလိုက်ရပြီးအရိုင်းစိတ်တွေစောက်ဝင်နေပြီးမို့ရောဘတ်ကိုယ်တိုင်ပဲဆန်ကိုဝမ်းနေစွာနဲ့အဆုံးသက်ပေးလိုက်ပါတယ်ခွေးလေးဆန်တေဆုံးရခြင်းကရောဘတ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါ။သမီးလေးရဲ့အချစ်တော်ခွေးလေးလည်းဖြစ်တယ်လို့ရောဘတ်အတွက်လည်းတူးရဲသောအဖော်မွန်ကောင်းဖြစ်နေလို့ပါ။ရောဘတ်ကဆန်ကိုကောင်းမွန်စွာမြေမြုပ်ပေးခဲ့ပြီးတယောက်တည်းရှင်တန်နေလဲမထူးတော့တဲ့ဘဝမှုအမှောင်မို့ဆိုးတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တောင်ဘက်စိတ်ကမ်းကိုလည်းရောဘတ်မသွားဖြစ်တော့ပါဘူး။အမှောင်ထဲမှာပုံအောင်နေရင်အမှောင်မို့ဆိုးတွေထွက်လာမဲ့ချိန်ကိုစောင့်ဆိုင်နေပါတယ်။ခဏကြာတော့အမှောင်မို့ဆိုးတွေလည်းအုပ်လိုက်ကြီးထွက်လာကြပါတယ်။ရောဘတ်လည်းစိတ်နာနာနဲ့အားလုံးကိုကားနဲ့တိုက်တက်ပါတော့တယ်။အမှောင်မို့ဆိုးတွေပူပူများလာတာမို့ရောဘတ်လည်းအခွင့်မတာခဲ့ပါဘူးခေါင်းဆောင်ကြီးရဲ့အမိန်ပေးမှုနဲ့အမှောင်မို့ဆိုးတွေကရောဘတ်ရဲ့ကားကိုမြေပြင်ပေါ်မှောက်သွားအောင်ဝိုင်းဝန်းတိုက်ခိုက်ပါတော့တယ်ရောဘတ်တယောက်တေကန်နီးဆဲဆဲမှာပဲဆူရှတဲ့မီးလင်းနှန်းကြီးတွေပေါ်လာပြီးတယောက်ကရောဘတ်ကိုကယ်တင်သွားပါတယ်တတိယတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ရောဘတ်ကိုကယ်တင်ရှင်မိန်းကလေးတဦးကဘယ်မှာနေတာလဲဆိုပြီးမေးနေပါတယ်ရောဘတ်တတိလေလာတော့နေရာကိုပြောပြခဲ့ပြီးအမှောင်မို့ဆိုးတွေခြေရာခံလိုက်လာမှစိုးတာမို့မိုးလင်းမှအိမ်ပြန်ဖို့ကယ်တင်ရှင်မိန်းကလေးကိုပြောရင်းတတိပြန်မိသွားပါတယ်ရောဘတ်တတိပြန်ရလာတော့အိမ်ကိုပြန်ရောက်နေပါပြီ။ပေါင်ကဓားဒဏ်ရာကိုလည်းချုပ်ပေးထားတာတွေ့ရပါတယ်။အန်ဆွဲတွေကတနက်ကိုယူပြီးအိမ်ထဲလျှောက်ကြည့်ရာမီးဖိုဆောင်မှာချက်ပြုတ်နေတဲ့ကယ်တင်ရှင်မိန်းကလေးနဲ့ကောင်လေးတဦးကိုတွေ့လိုက်ပါတယ်။ရောဘတ်လက်ထဲကတနက်ကြောင့်မိန်းကလေးတို့လည်းလန့်ဖြန့်နေပါတယ်။ရောဘတ်ကတနက်ကိုဇပွဲပေါ်တင်လိုက်တော့မှမိန်းကလေးလည်းစိတ်အေးသွားပြီးမနက်စာစားလို့ရပြီဖြစ်ကြောင်းရောဘတ်ရဲ့ဒဏ်ရာတွေကိုလည်းသူဆေးထည့်ပေးထားကြောင်းပြောပြနေပါတယ်။ရောဘတ်တို့မနက်စာစားနေကြရင်ကယ်တင်ရှင်မိန်းကလေးကရေဒီယိုထဲကကြားရတဲ့အတိုင်းတောင်ဘက်စိတ်ကန်းစီလာခဲ့တာဖြစ်ပြီးရောဘတ်ကိုမတွေ့တာမို့နေဝင်ချိန်ထိစောင့်နေသေးကြောင်းစားရင်းနဲ့ပြောပြနေပါတယ်သူတို့စိတ်ကန်းကနေထွက်လာပြီးလမ်းမှာရောဘတ်ကိုတွေ့လို့ကယ်တင်ခဲ့တာပါသူတို့ကအသက်ရှင်တန်ကြံရစ်သူတွေစုဝေးနေထိုင်နေတဲ့ဘာမတ်ပြည်နယ်ကိုသွားမှာဖြစ်ကြောင်းအေးတဲ့နေရာမှာဆိုဗိုင်းရပ်ပိုးကမကူးစက်နိုင်ကြောင်းရောဘတ်ကိုလည်းသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်နေပါတယ်ဆုံးရှုံးမှုတွေများထားတဲ့ရောဘတ်ကရှင်တန်သူတွေဆိုတာမရှိတော့ကြောင်းဒေါသတကြီးနဲ့ပောက်ကွဲပြောဆိုလိုက်ပါတယ်ခဏကြာတော့သူ့စိတ်တွေမတည်ငြိမ်သေးတာမို့အပေါ်ကိုတက်ပြီးအနားယူရန်လိုအပ်ကြောင်းပြောကထွက်လာပါတယ်စိတ်တွေတည်ငြိမ်သွားတော့ရောဘတ်လည်းအိမ်အောက်ပြန်ဆင်းလာပါတယ်ကောင်လေးကကာတွန်းဇက်လန်းကြည့်နေတာပါရောဘတ်အနားရောက်လာတော့တားမီးနှစ်ယောက်လုံးလည်းစိုးရိမ်နေတော့ပါရောဘတ်ကကာတွန်းဇက်လန်းတွေကစကလုံးတွေကိုထပ်တူလိုက်ရွတ်နေပြီးသူဒီဇက်လန်းကိုအချိန်ချင်းအခါကြည့်ခဲ့ကြောင်းပြီးတော့သူ့ကိုကူညီကယ်ဆယ်ပေးလို့လည်းကျေးဇူးတင်ကြောင်းပြောပြနေပါတယ်
အမှောင်မို့ဆိုးတွေကလူတွေလိုတွေးတောနိုင်စွမ်းမရှိဘူးလို့ပဲရောဘတ်တီထားတာပါသူ့ကိုထောင်ချောက်ပြန်ဆင်ခဲ့တာတွေကိုရောဘတ်ကမယုံနိုင်အောင်ဖြစ်နေပါတယ်မိန်းကလေးကလည်းသူတို့တွေရဲ့အခြေအနေတွေတိုးတက်ပြောင်းလဲလာနိုင်တာလည်းဖြစ်နိုင်ကြောင်းသုံးသပ်ပြောဆိုနေပါတယ်ကောင်လေးကရေကူးကန်ထဲမှာငါးတွေနဲ့ဆော့ကစားနေပါတယ်ရောဘတ်ကလည်းကောင်လေးပျော်အောင်ငါးစာတွေပစ်ပေးလိုက်တယ်ကောင်လေးကကစားနေရင်အေးနေပြီလို့ရေရွတ်လိုက်တော့ရောဘတ်ကောင်ထဲမှာအတွေးတစ်ခုဝင်သွားပြီးအိမ်မှာရှိတဲ့စမ်းတက်ခန်းစီသွားပါတော့တယ်ဖမ်းထားတဲ့အမှောင်မို့ဆိုးအမလေးကိုရေခဲတွေထဲစိမ်ပြီးဆေးကိုထပ်မံစမ်းတက်နေပါတယ်ထိုအချိန်ရောဘတ်ကိုမိန်းကလေးကကော်ဖီလာတိုက်တာမှုကျေးဇူးတင်ကြောင်းပြောပြီးသူ့ရဲ့စမ်းတက်မှုတွေအကြောင်းရှင်းပြနေပါတယ်ညနေဆောင်တော့ကောင်လေးကအိတ်နေပြီးမှုရောဘတ်တယောက်ပွေ့ချီပြီးအိတ်ခန်းစီပို့ပေးလိုက်ပါတယ်နေဝင်တော့မှမို့ရောဘတ်လည်းအိမ်တကားတွေလိုက်ပိတ်နေပါတယ်ခဏကြာတော့အပြင်မှာစူညံတန်တွေကြားရတာမို့ရောဘတ်လည်းအရန်ပေါက်ကနေကြည့်လိုက်ရအမှောင်မို့ဆိုးတွေသူတို့အိမ်စီလာနေတာကိုတွေ့လိုက်ရပါတယ်အမှောင်မို့ဆိုးခေါင်းဆောင်ကြီးကရောဘတ်ရဲ့အိမ်ကိုရောဘတ်တန်ယာရဲ့သွေးဆက်တွေနဲ့ခြေရာခံမှတ်ခဲ့တာပါမိန်းကလေးလည်းတားရှိရာအပေါ်ထက်စီပြေးသွားပါတယ်အမှောင်မို့ဆိုးတွေဝင်လာတော့ရောဘတ်လည်းအလင်းမီးတိုင်တွေဖွင့်လိုက်ပါတယ်လေမြန်လွန်းနဲ့အမှောင်မို့ဆိုးတွေကမီးတိုင်တွေကိုဖျက်ဆီးပစ်လိုက်ပါတယ်ရောဘတ်လည်းနောက်ဆုံးခံစစ်အနေနဲ့အိမ်ပတ်လေကဘုံတွေကိုဖောက်ခွဲလိုက်တော့အမှောင်မို့ဆိုးတွေအထိခိုက်များခဲ့ပါတယ်ရောဘတ်လည်းတာမီနှစ်ယောက်ရှိရာအပေါ်ထက်ကိုလိုက်သွားခဲ့ပါတယ်။ကန်ဆိုးကျင်တော့ဘုံတန်ကြောင့်တကားတစ်ခုကပျက်စီးနေပါရောအမှောင်မို့ဆိုးကောင်းဆောင်ကြီးရောက်လာပြီးရောဘတ်ကိုဒေါသတကြီးတိုက်ခိုက်ပါတယ်။ရောဘတ်ကကျမ်းပြင်မှာရှိတဲ့ဝက်ဦးလှဲနဲ့ခေါင်းဆောင်ကြီးကိုထိုးလိုက်တော့ခေါင်းဆောင်ကြီးရဲ့ဒေါသတကြီးကင်ပေါက်တာကိုခံလိုက်ရပါတယ်။ကန်ကောင်းကျင်တော့ရောဘတ်တယောက်တနက်ရှိရာနာလွင့်စင်သွားတာမို့ခေါင်းဆောင်ကြီးကိုတနက်နဲ့နန်းဆက်တော့လိုက်ပစ်ပါတော့တယ်။အမှောင်မို့ဆိုးလဲပွင့်နေတဲ့အပေါက်ကနေအပြင်ကိုပြေးထွက်သွားပါတယ်။ရောဘတ်လည်းကြီးကုန်နေတဲ့တနက်ကိုထားခဲ့ပြီးတာမီနှစ်ယောက်ကိုလိုက်ရှာပါတယ်။အပေါ်ရောက်တော့အမှောင်မို့ဆိုးတကောင်ကအိမ်မိုးကိုဖျက်ဆီးနေတာတွေ့လိုက်ရတယ်။တာမီနှစ်ယောက်လည်းထိုအနီးနားမှာပုံအောင်နေတာမြင်လိုက်ရပါတယ်။အမှောင်မို့ဆိုးကအမိုးကိုဖျက်ဆီးပြီးအောက်ဆင်းလာမှာရောဘတ်ကခုံပေါ်မှာရှိနေတဲ့ပစ္စတိုတနက်နဲ့အမှောင်မို့ဆိုးကိုကိစ္စတုံးပေးလိုက်ပါတယ်။ခေါင်းဆောင်ကြီးကအမှောင်မို့ဆိုးနောက်တစ်ဖွဲ့ကိုဆေလွတ်လိုက်တာမို့ရောဘတ်တို့အားလုံးလည်းမြေအောက်မှာရှိတဲ့စမ်းတက်ခန်းစီပြေးပုံကြပါတယ်။အိမ်မိုးပေါက်ကနေအမှောင်မို့ဆိုးအားလုံးစုပြုံတိုးဝင်လာကြပါတယ်။ရောဘတ်တို့မှန်လုံခန်းထဲရောက်တော့စမ်းတက်ထားတဲ့ကာကွယ်ဆေးကအလုပ်ဖြစ်တာကိုတွေ့လိုက်ရပါတယ်။စမ်းတက်ခန်းထိအမှောင်မို့ဆိုးတွေရောက်လာလို့မှန်လုံခန်းတကားကိုအမြန်ပိတ်လိုက်ပြီးကာကွယ်ဆေးရပြီဖြစ်ကြောင်းအားလုံးကိုကုသပေးမယ်လို့ပြောပြနေပါတယ်။အမှောင်မို့ဆိုးခေါင်းဆောင်ကြီးကမှန်လုံခန်းထဲမှာရှိတဲ့သူ့ရဲ့အဖော်ကိုပြန်ခေါ်ဖို့မှန်လုံခန်းကိုဖျက်ဆီးနေပါတယ်။မှန်တွေကထူလွန်းတာမို့ဖျက်ဆီးဖို့ခက်နေပါတယ်။ခေါင်းဆောင်ကြီးကမှန်နေရန်မှာလက်ပြပုံစံလေးပုံဖော်လိုက်ပြီးသူ့ရဲ့အဖော်ကိုပြန်လိုချင်တာဖြစ်ကြောင်းရောဘတ်ကိုအတိပေးလိုက်တယ်။ရောဘတ်လည်းလက်ထဲကတနက်ကိုအောက်ချကစမ်းတက်ထားတဲ့ဆေးထိုးအပ်တွေကိုဖြုတ်ပြီးခေါင်းဆောင်ကြီးအားသူ့ရဲ့အဖော်ကိုပြန်ပေးဖို့မိန်းကလေးကိုတကားဖွင့်ခိုင်းလိုက်ပါတယ်။မိန်းကလေးကအန်ဒီရဲ့ကြုံခဲ့လျင်ကာကွယ်နိုင်ဖို့ကျန်းပြင်မှာရှိတဲ့တနက်ကိုအရင်ယူလိုက်ပြီးမှတကားကိုဖွင့်ပေးလိုက်ပါတယ်။အမှောင်မို့ဆိုးတချို့ကတိုက်ခိုက်ခြင်းပေမဲ့ခေါင်းဆောင်ကြီးရဲ့အမိန့်ကိုမလွန်ဆန်နိုင်ပါဘူး။ရောဘတ်ကလူနာတင်လဲကိုအပြင်ဆွဲထုတ်သွားတော့မိန်းကလေးကမှန်လုံခန်းကိုပြန်ပိတ်လိုက်ပါတယ်။ရောဘတ်ကမှောင်မို့ဆိုးမာလေးကိုအသက်ကယ်ဆေးထိုးဖို့လိုကြောင်းအသိပေးကခေါင်းဆောင်ကြီးရဲ့အဖော်ကိုဆေးတလုံးထိုးပေးလိုက်ပါတယ်။အမှောင်မို့ဆိုးမာလေးလည်းသတိပြန်ရလာပြီးသူ့ရဲ့အဖော်ကိုတွေးလိုက်တာမို့အတန်ပြုတ်ပြီးနှုတ်ဆက်လိုက်ပါတယ်။ခေါင်းဆောင်ကြီးကသူ့ရဲ့အဖော်ကိုအသက်ရှင်လျက်ပြန်တွေးလိုက်တာမို့ရောဘတ်တို့ကိုရံမမှုတော့ပါဘူး။သူ့ရဲ့အဖော်ကိုပွေ့ချီလိုက်ပြီးအမှောင်မို့ဆိုးအဖွဲ့သားတွေကိုအမိန့်ပေးကထိုနေရာကနေထွက်ခွာသွားကြပါတယ်။အမှောင်မို့ဆိုးတချို့ရဲ့အရိုင်းစိတ်တွေတဖြည်းဖြည်းရောကျလာပြီးအသိဉာဏ်တွေဖွံ့ဖြိုးတိုးတက်လာပုံပါဒါကရောဘတ်တို့အတွက်အကြီးမားဆုံးကံကောင်းမှုကြီးတစ်ခုပါအဲ့ဒါကြောင့်ပဲရောဘတ်တို့အသက်ဘေးကလွတ်ခဲ့တာပါဇက်သိန်းခန်းမှာတော့ရောဘတ်တို့မြို့ကိုစွန့်ခွာခဲ့ပြီးရှင်တန်သူတွေရှိရာအမြဲအေးခဲနေတဲ့ဘာမန်ပြည်နယ်စီခီးဆက်ခဲ့ပါတယ်ရေဒီယိုမှာလည်းသူတို့သုံးဦးစလုံးဘာမန်စီခီးဆက်နေပြီးရှင်တန်နေသူရှိပါကအားငယ်မနေပဲလွတ်မြောက်ရာဘာမန်နယ်မြေစီလိုက်လာခဲ့ဖို့ထုတ်လွှင့်နေရင်ဇလန်းလေးကိုအဆုံးသတ်လိုက်ပါတော့တယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ပါတယ်